အားလုံးပဲမင်္ဂလာပါမေဘဲအခုအင်းရလေးဟိုတယ်ဝင်းတွေကရန်ကုန် Convention Center YCC မှာကျင်းပပြုလုပ်နေတဲ့တတိယအကြိမ်မြောက်ရန်ကုန် International Mobility Show 2026ကားပြပွဲကြီးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီပွဲကြီးကိုတော့ကားတွေထုတ်လို့တဲ့ Authorized Manufacturer တွေအများစုနဲ့ဖွဲ့စည်းထားတဲ့အသင်းကြီး Automotive Association of Myanmar AAM ကနေဦးစီးပြီးတော့ကျင်းပထားတာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းတာတွေအများကြီးတွေ့ရပါတယ်ပုံမှန်လုံးနေကြကားပွဲတွေနဲ့လုံးဝမတူပဲတမူထူးခြားစွာဖန်တီးထားတဲ့ International အဆင့်မီကားပြပွဲကြီးတစ်ခုဖြစ်တာမို့လို့ကားဝါသနာရှင်တွေအတွက်ကတော့ Paradise လိုမျိုးဖြစ်နေမှသိထားပါပဲ brand နဲ့ဆိုင်ကအကြီးကြီးတွေလုပ်ပေးထားတာဖြစ်တာမို့လို့ brand တစ်ခုစီတိုင်းမှာဆိုလို့ရှိရင်လေကိုယ်ပိုင်လောက်ရှင်း plan တွေ activity တွေလည်းထည့်ပေးထားတာကိုတွေ့ရပါတယ်နောက်တစ်ခုက international car brand တွေကိုတနေရာထဲမှာစိတ်ကြိုက်ကြည့်ရှုလေ့လာနိုင်တဲ့အပြင်ကားဝယ်တဲ့အခါမှာ one stop service ဖြစ်စေဖို့အတွက် banking တွေ insurance တွေလည်းပါဝင်တာမို့လို့လုံးဝကို perfect ပါပဲเนาะဒါ့ပြင်ကားဝယ်သူတွေအတွက်လည်း AAM ကနေစီစဉ်ပေးထားတဲ့ lucky draw စီစဉ်တွေလည်းများစွာရှိပါသေးတယ်တချို့ international brand ကြီးတွေရဲ့ကားသစ်မိတ်ဆက်ရောင်းချတဲ့ပွဲတွေလည်းဒီပွဲကြီးမှာရှိနေတာဖြစ်လို့စိတ်ကြိုက်လေးလာလို့ရတဲ့အတွက်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီပွဲမှာ Ford, Geely, BYD, Hongqi, Diamond Sponsor အနေနဲ့ပါဝင်ထားပြီးတော့ Boss Sponsor အနေနဲ့ကတော့ Venusier, Jador, Cherry, BAIC, DFSK, Deepel, Fortin, Zicaro ကနေပါဝင်ထားတာကိုတွေ့ရပါတယ်နော်ဒီလိုမျိုးစိတ်လုံးရှားစရာကောင်းတဲ့ lucky draw အစီအစဉ်တွေအပြင်ဖူးကောက်တွေလည်းပါရှိနေပြီးတော့ latest car model တွေကိုလည်းတနေရာထဲမှာစိတ်ကြိုက်လေးလာကြည့်ရှုလို့ရတာဖြစ်တာမို့လို့လုံးဝကိုလာရောက်ကြည့်ရှုတဲ့ပွဲလေးတစ်ပွဲလို့တော့မပဲရတော့ခံစားမိပါတယ်ကဲဒီကားလေးကတော့ Jador T2 ပေါ့နော်engine power ကတော့ 2.0 liter turbocharged SUV ကိုမှသူက 4-wheel drive အမျိုးအစားပေါ့နော် twin cam ဆိုလို့ရှိရင်လေသူက color 2ရောင်နဲ့လာတယ်အမဲရယ်ပြီးတော့ brown ရယ်ပေါ့နော်အပြင် color ဆိုလို့ရှိရင်လည်း6အောင်လောက်ထိရတယ်space ဆိုလို့ရှိရင်လည်းတော်တော်များများပါတယ်အတွင်းက design ကတော့ယောက်ျားလေးတွေအနေနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့တိုက်မှချင်တယ်နောက်ပြီးနာမည်ကြီး car brand တွေဖြစ်တဲ့ Ion, GAC, Jador, SWN, Leap Motor, FAW အစရှိတဲ့ car brand မျိုးစုံကိုလည်းတွေ့ရပါတယ်ပါဟုတ်ဟောလေးတစ်ချက်လောက်မိတ်ဆက်ပေးပါဦးရှင်ကျွန်တော်ကတော့ကောင်းစီတူဖြစ်ပါတယ်ရောင်နီးအော်တိုမိုဘိုင်ပါဟုတ်ဟုတ်ကဲ့ဟုတ်ဒီမှာဆိုလို့ရှိရင်ဘာကားလေးပြထားလဲတစ်ချက်ပြောပေးပါဦးနော်ကျွန်တော်တို့ DFSK ကဟို modern မျိုးထွက်တယ်ပေါ့နော်ဒီ new version Falcon 600နဲ့ old version Falcon 600ဖြစ်ပါတယ်ဟုတ်မျိုးရှိဟုတ် DFSK ကဒီစိတ်စားပေးပိုင်းတွေရောဘယ်လိုမျိုးလေးရှိလဲတစ်ချက်လောက်ရှင်းပြပေးပါဦးကျွန်တော်တို့ service spare part တွေကတော့ကျွန်တော်တို့ကိုယ်တိုင်နဲ့အကုန်လုံးလုပ်ပေးပါတယ်ပြီးကျွန်တော်တို့ဒီ sales ဘက်မှာကတော့ကျွန်တော်တို့ဒီလာ9ဦးရှိပါတယ်ပေါ့နော်ဒါ official ဒီလာ9ဦးကနေပြီးဖြန့်ချပေးနေပါတယ်service ပိုင်းကတော့ကျွန်တော်တို့ရောင်နေဦးကိုယ်တိုင်ကပဲအားလုံးကို handle လုပ်ပေးတယ် spare part တွေမှာတော့အားလုံးပြည့်ပြည့်စုံစုံနဲ့အဆင်သင့်ရှိပါတယ်ဟုတ်ကဲ့ပါရန်ကုန်မှာဆိုလို့ရှိရင်ရော showroom ဘယ်နှခုလောက်ရှိလဲမသိရှင်ကျွန်တော်တို့ရန်ကုန်မှာဆိုရင်အခုလောလောဆယ်ကျွန်တော်တို့ main showroom အနေနဲ့2ခုရှိပါတယ်ပြီးတော့ကျွန်တော်တို့ဒီဒီလာတွေကနေပြီးတော့အခုစပြီးတော့ဆောင်ရွက်နေတာတော့9ခုရှိပါတယ်ဟုတ်လူဖြေကြပြီဆိုကျေးဇူးတင်ပါတယ်ကောဟုတ်ပါတယ်ဟုတ်ဒီကားပြပွဲကြီးကိုတော့ match လာ20 21 22 3ရက်တိုင်ခင်းခင်းနားနားကျင်းပသွားမှာဖြစ်တဲ့အတွက်ကားချစ်သူတွေကားဝယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့အမြန်ဆုံးလာရဖို့အတွက်မေဘေကတော့ဖိတ်ခေါ်လိုက်ပါရနော်